အားလုံးမင်္ဂလာပါဗျာကျွန်တော်ရှင်မှာဆိုလိုက်ပါဗျာဒါတော့ဒီနေ့မှာတော့ကျွန်တော်ဘာ event ကြီးထွက်ရှိလာပဲဆိုခေါင်းရင်းတို့တစ်ချက်ရှိုးလိုက်တော့ဗျာဘယ်လောက်ဒီ last skin တွေထွက်ရှိလာလဲဆိုတော့ဒီနေ့ကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ဗျာဗီဒီယိုလေးမစခင်မှာလည်းကျွန်တော်ကောက်လေးကို subscribe လေးနှိပ်ပြီးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်ဘာ skin တွေပါဝါမလဲဆိုတော့ skin ကတော့အမျိုးမျိုးအများကြီးပဲပါတော့မှာဖြစ်ပါတယ်ဗျာကျွန်တော်လောဆယ်တော့ကျွန်တော်တို့လက်ရှိအပန်းစာပါမှာတော့မနေရာမှာစပြီးမှထွက်တာပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ရဲ့ရိုးစာပါကိုကျွန်တော်လက်ရှိအပန်းစာပါကနေရိုးစာပါကိုရောက်ဖို့ကျွန်တော်တို့ဟိုတပတ်ပဲလို့တော့ပဲဖြစ်ပါတယ်ဗျာလောဆယ်ကျွန်တော်ပါရှိမှာတော့ဟိုဟာတွေပါမယ်ကျွန်တော် emoji ပါမယ်ဟိုဟာတွေအဆုံးပါမှာဗျာတော်တော်ပါမှာလောဆယ်ဒါကိုလာဖို့ကကြတော့ဟိုဟာအဲ့ဒီ skin နှစ်ကောင်ကကြတော့3ရက်ပဲလို့တော့ဟိုဘက်ကဒီဘက်ကကျွန်တော်နောက်ထပ်ကို Angela skin နဲ့ Ruby skin ကကြတော့နောက်ထပ်ကိုသူက10ရက်ကြာအောင်ပါ10ရက်ကြာအောင်မှာကြတော့သူက10ရက်နေမှာသူကကြတော့ကျွန်တော်တည်ရမလားနိုင်ရကပ်ပြ event ဆိုတာလာမှာအဲ့ဒါဟိုကကျွန်တော်တို့အပန်းစာမှာတော့လောဆယ်ထွက်ရှိလိုက်ပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့မကြာမီထွက်ရှိလာတော့မှဆိုတော့ကျွန်တော်ဘယ်နှစ်ရက်နေလို့ပြောရမယ်ဆိုရင်တော့ဒီနေ့ကကျတော့ကျွန်တော်တို့18ရက်ဆိုတော့နောက်ထပ်25ရက်နေတော့ event ထွက်ရှိလိုက်ပဲဖြစ်ပါတယ်ဗျာကျွန်တော်25ရက်နေရင်ကျွန်တော်ဒီမှာကျတော့ event ကျတော့ကပ်ပြပေါ်ပြီဗျာဘာလို့ရှိမှာဆိုရင်တော့လောဆယ် event ရင်ပေါ်မှာ event ပေါ်ပြီးမှကျွန်တော်ကပ်ပြပေါ်မှာဘာစကင်နေပါမလဲဆိုရင်တော့စကင်နေအဆုံးပါမှာပဲဖြစ်ပါတယ်ဗျာကျွန်တော် emoji ပါမယ် epic skin တွေပါမယ်ကျွန်တော် legion skin လည်းပါမယ်ဟို legion skin ဖြစ်ကုန်ပြီ live bon skin ပါမယ်ဟိုကျွန်တော်တို့တင်မလား corridor skin နှစ်ကောင်ပါမယ်ကျွန်တော်ဒီဘက်မှာကျတော့ Angela နဲ့ Ruby ပဲဖြစ်ပါတယ်ဗျာ Angela Ruby တော်တော်လေးမိုက်တယ်ဗျာ skill fat တွေဆောင်းလာတယ်အခုကျွန်တော်တို့ဒါနောက်တစ်ခေါက်ပြန်လာတာပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့မှာ corridor skin နှစ်ကောင်ပါမယ်ကျွန်တော် limited skin တွေအောက်မှာပါမယ် skin တွေ all skin တွေမျိုးစုံပါမယ်ဗျာ epic skin တွေပါမယ် special skin တွေပါမယ်ကျွန်တော် emoji တွေပါမယ်ဗျာတော့ဒီကောင်လည်းအတူတူပဲဟိုကောင်ကကျတော့3ရက်ဆိုရင်ထွက်ပြီဒီကောင်ကကျတော့နောက်ထပ်ကို10ရက်ဆောင်အောင်ပါစကေးဖက်တွေတော်တော်လေးမိုက်တယ်လို့တော့ပြောလို့ရတယ်ဗျာကျွန်တော်တို့အခု event ကကျတော့ကျွန်တော်တို့ရှိကို23ရက်မဟုတ်ရင်25ရက်အဲ့လောက်မှာကျွန်တော်တို့ရဲ့ရိုးလက်ရှိကျွန်တော်တို့မလားအဘက်ဆာမဟုတ်တဲ့ရိုးဆာပါမှာကျွန်တော်ပေါ်လာမှာဖြစ်ပါရဲ့ဗျာအဘက်ဆာမှာကျတော့လောလောဆယ်တော့ကျွန်တော်ကပ်ပြနိုင်တဲ့ဟာတော့မပေါ်သေးဘူး event တော့ပေါ်ထားပြီဗျာကပ်ပြနိုင်တဲ့ဟာကျတော့ဒီ Ruby နဲ့ Angela ကကျတော့ကျွန်တော်တို့ကပ်ပြဟိုကျတော့ဟိုနီးမလာမှာနောက်ထပ်ကို10ရက်နီးမလာမှာဟိုလီလာနဲ့ဟို skin ကကျတော့ကျွန်တော်နောက်ထပ်3ရက်နေတော့ကျွန်တော် skin နိုင်လို့ရဖြစ်ပါတယ်ကျွန်တော်ဒီ skin ကိုကျွန်တော်တို့ဟိုယူရမှာပဲဖြစ်ပါရဲ့ဗျအပန်းစာပါမှာပေါ့ကျွန်တော်တိုင်မမထင်နိုင်ဘူးဆိုတော့အပန်းစာမှာယူရမှာဘရာဒီနေ့ကျွန်တော်မိတ်ဆက်ပေးလိုက်ပြီဗျတခါဘရာတို့ skin တွေပါဘရာတို့ဟတ်ချင်နေဆိုရင်ကျွန်တော်ရဲ့ YouTube channel မှာတစ်ချက်တင်ထားပေးရဗျကျွန်တော် skin တွေပါဟတ်လို့ရဗျကျွန်တော်ဘရာတို့မွေးနိုင်တဲ့လူတွေအတွက်ပေါ့ skin ဟတ်လို့ရတယ်ဒါပြီးကြတော့အမှဘရာတို့မိုးနေချင်တဲ့ပတ်သက်တဲ့ဟာကြီးကျွန်တော်ရဲ့ဒီ YouTube channel မှာတင်ထားပေးရဗျဘရာတို့တင်ဆက်မပြအားပေးပါအောင်လို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်ဗျဘရာတို့ဗီဒီယိုလေး subscribe မနေရသေးဘူးလေ subscribe လေးနှိပ်ပြီးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ဗျအခုကျွန်တော်ဒါကိုကြိုတင်လာပြီးပြပြပါဖြစ်ပါဗျနောက်ထပ်ကိုကျွန်တော်တို့ခါကြာဟီးရိုကြီးလည်းပြောင်းတော့မှာပဲဖြစ်ပါဗျခါကြာဟီးရိုကဘယ်လိုပြောင်းသွားမလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြပြပေးတော့မှာဖြစ်ပါတယ်ဗျအခုဘရာတို့ဗီဒီယိုလေးကဒီလောက်ပါပဲဗျအားလုံးဘရာတို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဗျအားလုံးကိုနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဗျ